ကျွန်တော်ဓမ္မနန်းတော်ဝိပဿနာရိပ်သာတည်ထောင်ဖို့ရန်အတွက်တရားမျိုးဝိညာဉ်ရှိပြေကလာစဉ်လူတော်ငွေဖြစ်ပါဝင်လူတန်းပေးကြသောအလူရှင်များမှာဥမြင့်သောဒေါ်စန်းတင့်ရေဒီယိုမျိုးမှာ9000ကျပ်လာစဉ်လူတော်ငွေတဘောတခဏချုပ်ငင်းသွားသောဖခင်ကြီးဦးအောင်မြင့်နှင့်မိခင်ကြီးတော်တန်းတန်းမြင့်တို့အားရည်သူရည်မှန်၍တားဖြစ်သူဦးစောရန်နိုင်မှနောဂမဝတ္ထုငွေ3သိန်းကျပ်လာစဉ်အလူငွေကိုတန်းတို့အောင်ကိုရီးယားနိုင်ငံမှ3000ကျပ်လာစဉ်အလူတော်ငွေရန်ကုန်မြို့နေဒေါ်ဤမိုးနှင့်ညီကိုမောင်နှမတငယ်ချင်းမိသားစု9ရက်သားသမီးများပေါင်းစု၏အလူတော်ငွေ9000ကျပ်ဤကုသိုလ်ရှင်စေနာရှင်ပေါင်းတို့သည်ကြောက်ဆက်ဖြစ်သောကတ်ဆိုပေသောအန္တရာယ်သောယောဂဆိုမျိုးမျိုးကင်းစင်လွင်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခအပေါင်းချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေတရားအားထုတ်တယ်ဘယ်မှာအားထုတ်တာလဲခန္ဓာမှာအားထုတ်တာတရားမှတ်တယ်ဘယ်မှာမှတ်တာလဲခန္ဓာမှာမှတ်တာဒါကတော့အပြောပါတကယ်တမ်းတော့တရားအားထုတ်တယ်ဆိုတာပေါ်ရခန္ဓာကိုသိအောင်လုပ်တာတရားမှတ်တယ်ဆိုတာပေါ်ရခန္ဓာကိုသိအောင်လုပ်တာပေါ်ရခန္ဓာလို့ပြောလိုက်ခြင်းအဖြစ်ပစ္စုပန်တက်တယ်လည်းဖြစ်သွားတယ်ခန္ဓာလို့ပြောလိုက်ခြင်းအဖြစ်ငါဆွဲသူဆွဲယောက်ျားဆွဲမိန်းမပုဂ္ဂိုလ်တ attva အသက်လေးပြအကောင်ဝဉ္ဉ်ဆိုတဲ့တက္ကရာဒိဋ္ဌိလည်းပြုတ်သွားတယ်ဒါကြောင့်ပစ္စုပန်တက်တဲ့ပေါ်ရခန္ဓာလို့ပြောလိုက်တဲ့အတွက်ကြောင့်ပစ္စုပန်တက်တဲ့ဆိုတဲ့ပါဠိတော်နဲ့လည်းလျော်ညီဆိုတက္ကရာဒိဋ္ဌိကိုလည်းဖြုတ်လိုက်တယ်အဲ့တော့တရားအားထုတ်တဲ့ဘယ်မှာအားထုတ်တာလဲခန္ဓာမှာအားထုတ်တယ်လို့စကားလုံးအရာပြောတယ်တကယ်တမ်းတော့ပေါ်ရခန္ဓာကိုသိအောင်လုပ်တာတရားအားထုတ်တာအဲ့တော့ပေါ်ရခန္ဓာကိုသိအောင်လုပ်ရင်ဘာအဆင်းဖြစ်လဲလို့မေးရင်တတိပဋ္ဌာန်ဖြစ်တယ်ဘာဖြစ်လို့လဲပေါ်ရခန္ဓာရဲ့အဖြစ်ကိုသိလို့ပေါ်ရခန္ဓာရဲ့မမြဲတော့ပါလားလို့သိရင်တတိပဋ္ဌာန်ဘာဝနာဖြစ်တယ်ပေါ်ရခန္ဓာကိုသိရင်တတိပဋ္ဌာန်သမထပေါ်ရခန္ဓာမရှိတော့ပါလားလို့သိရင်တတိပဋ္ဌာန်ဘာဝနာအဲ့တော့တတိပဋ္ဌာန်ရဲ့တတိပဋ္ဌာန်ဘာဝနာရဲ့ပေါ်ရခန္ဓာရဲ့ဒုက္ခအဆုံးကိုမြင်လိုက်ရင်တတိပဋ္ဌာန်လမ်းဆုံးဆိုတော့တတိပဋ္ဌာန်ရဲ့တတိပဋ္ဌာန်ဘာဝနာရဲ့တတိပဋ္ဌာန်လမ်းဆုံးရဲ့ဘယ်မှာရှားမှလဲဘယ်မှာမှတ်ရမှာလဲတကုတကရှားတရားမလိုပါဘူးတကုတကမှတ်နေတရားမလိုပါဘူးတွိုင်းနိုင်နေထိုင်အလုပ်ထဲမှာပဲတရားရှုမှတ်လို့ရတဲ့နိစနစ်ကပေါ်ရခန္ဓာကိုသိနေခြင်းအပြင်တတိပဋ္ဌာန်ဖြစ်နေတယ်ပေါ်ရခန္ဓာဆိုတော့စေယုဝေဒနာဘယ်သဘောတရားကိုပဲမှတ်မှတ်အတူတူပါပဲစိတ်ကိုသိရင်စိတ်ဓာနုပဒနာတတိပဋ္ဌာန်ဝေဒနာကိုသိရင်ဝေဒနာနုပဒနာတတိပဋ္ဌာန်ရုပ်ကိုသိရင်ကာယ ानु ပဒနာတတိပဋ္ဌာန်စေယဝေဒနာမခွဲခြားဘဲနဲ့ဒုက္ခတွေပဲလို့သိရင်အနိစ္စအနတ္တဒုက္ခတွေပဲလို့သိရင်ဓမ္မ ानु ပဒနာတတိပဋ္ဌာန်ဆိုတော့ကိုယ့်ရဲ့အလောက်ကသိနေယုံတက်တက်သိနေတာကတတိသိတဲ့အတိုင်းဒုက္ခပါလားလို့အနိစ္စပါလားအနတ္တပါလားလို့ဆုံးဖြတ်ချက်ချတာဟာပညာမလို့တတိနဲ့ပညာအဲ့တော့ဒီအလောက်ကဘာလို့တဲ့အလုပ်လဲလို့မင်းဥဒ္ဒရိမနုဿဓမ္မလူတန်မာနေမလုံးနိုင်တဲ့မြင့်မြတ်တဲ့လူတွေလုံးနိုင်တဲ့အလုပ်ဒီတရားအားထုတ်တာတရားအားထုတ်ခြင်းမှာတပါမြင့်မြတ်တဲ့သူတွေလုံးနိုင်တဲ့အလုပ်ဟာအခြားမရှိဘူးဒါကြောင့်မြင့်မြတ်တဲ့သူတွေလုံးတဲ့အလုပ်ဟာတမန်အလုပ်မဟုတ်ဘူးတရားအားထုတ်တဲ့လို့တရားအားထုတ်တာဘာလို့တာလဲလို့မင်းမိမိခန္ဓာရဲ့အဖြစ်နဲ့အပျက်ကိုသိအောင်လုပ်တာတရားအားထုတ်တာအေးအဲ့ဒါလေးကိုမသိတဲ့လူဟာလောကမှာရည်တွက်လို့မရအောင်များတယ်ဒါကြောင့်အန္တိဘုရောအယံလောကောတနုကိတ္တဝိပတ္တိတကုဏောဇာလမောတ္တောဝအဘောတက်ကယကိစ္စတိပါဠိတန်းလျှောက်ကိုအနဲ့မပေးတော့ပဲနဲ့ဒိဗ္ဗယထအနေနဲ့ပြောရရင်လောကကြီးကကန်းတယ်လို့ပြောပြီးတော့တရားအားထုတ်တဲ့ပုဂ္ဂိုလ်နဲတယ်ဒါကြောင့်ဒုက္ခဘေးမှလွတ်တဲ့ပုဂ္ဂိုလ်ရှားတယ်ဆိုတာအိုနာသေးတဲ့ကိုပြန်ပြီးတော့ရောက်တဲ့ပုဂ္ဂိုလ်တွေသာလျှင်လောကမှာများတယ်လို့ပြောတာဟာဘာကြောင့်အဲ့လိုများရတာလဲလို့မေးရင်တရားအားထုတ်တဲ့သူနဲလို့ဘာလို့လဲဒါကစကလုံးမှာတရားအထုတ်တာမိမိခန္ဓာကိုသိတယ်ဆိုမိမိခန္ဓာရဲ့ဖြစ်တာမိမိခန္ဓာရဲ့မွေးတာမိမိခန္ဓာရဲ့သိတာမိမိခန္ဓာရဲ့ဇာတိမိမိခန္ဓာရဲ့ဇရမရဏကိုသိအောင်လုပ်တာတရားအထုတ်နေတာပဲဆိုတော့အခုပဲမွေးတယ်အခုပဲသိတယ်စိတ်ကလည်းအခုဖြစ်တယ်အခုဖြစ်တယ်ဝေဒနာအခုဖြစ်တယ်ဝေဒနာအခုပြက်တယ်ယုတ်ကအခုဖြစ်တယ်ယုတ်လေးပြက်သွားတယ်အဖြစ်နဲ့အပျက်ကိုစောင့်ကြည့်နေတာဟာအရိယသစ္စာနာဒသနံအရိယတွေသိတဲ့အလုပ်အရိယသူတော်ကောင်းတွေအရိယဖြစ်အောင်လုပ်တဲ့ပုဂ္ဂိုလ်တွေများရဲ့သိအောင်လုပ်တဲ့အလုပ်ဟာခန္ဓာရဲ့ဖြစ်သဘောနဲ့ပြည့်သဘောကိုသိအောင်လုပ်တဲ့အလုပ်ဟာတရားအားထုတ်တဲ့တရားမှတ်တဲ့အလုပ်လို့လွယ်လွယ်လေးပြောလိုက်တာတကယ်တော့တရားအားထုတ်နေတယ်ဆိုတာမိမိခန္ဓာရဲ့အဖြစ်အပျက်ကိုသိနေရင်ဘာတွေထူလာလဲလို့မင်းသစ္စာလေးချက်ကိုတပြိုင်တည်းစိုက်အောင်ရှုမှတ်နေတာဟာတရားအားထုတ်နေတာပဲ
သစ္စာလေးချက်ကိုတစ်ပြိုင်တည်းသိနေတာပွားနေတာဟာတရားအားထုတ်တာပဲနှစ်ပါးချုပ်တယ်နှစ်ပါးပေါ်တယ်ဒုက္ခသစ္စာကိုသိတယ်သမုဒယသစ္စာချုပ်တယ်သိတာမဂ္ဂသစ္စာဖြစ်တော့ငြိမ်းအေးတာនិရောဓသစ္စာဖြစ်တယ်ဆိုတော့နှစ်ပါးချုပ်ပြီးတော့နှစ်ပါးပေါ်တယ်ဒါဆိုတရားအားထုတ်တာသစ္စာလေးချက်တစ်ပြိုင်တည်းစိုက်နေတယ်မိမိဆုံးဖြတ်တာစိတ်ပဲဖြစ်စေဝေဒနာပဲဖြစ်စေဓမ္မပဲဖြစ်စေရုပ်ပဲဖြစ်စေဇယိုက်နဲ့ကွဲပြီးတော့စေယုတ်ဝေဒနာမျိုးမျိုးကွဲသွားပြီမဲ့အဖြစ်နဲ့အပျက်ကိုမြင်သစ္စာ၄ချက်တစ်ပြိုင်တည်းစိုက်နေတာမလို့already မနောဓမ္မလို့ပြောလို့ရတယ်လူတမန်တွေမသိတော့အတိရတမန်ပုရုဇဉ်တွေမရှုနိုင်မပွားနိုင်တော့အလုပ်ရပါရမီမြောက်တဲ့ပုဂ္ဂိုလ်တွေလုံနိုင်တဲ့ရှုနိုင်တဲ့အလုပ်ဖြစ်တယ်လို့အရိယသစ္စာနာဓတနံအရိယသစ္စာတရားကြီးကိုသိခွင့်ရတဲ့အလုပ်ဟာမိမိခန္ဓာရဲ့အကြောင်းမိမိခန္ဓာရဲ့အနိစ္စဒုက္ခအနတ္တကိုသိနေအောင်လုပ်တဲ့အလုပ်ဟာတရားအားထုတ်တယ်ပရိစ္ဆေသောဘနဲ့ပြောလို့ရှိရင်လည်းဖြစ်စေခန္ဓာပရိစ္ဆေသောဘကိုသိအောင်စောင့်ကြည့်နေတာဟာတရားအားထုတ်တယ်မေဃသစ္စာနဲ့ပြောလို့ရှိရင်တစ်ချက်ဆုံးဖြတ်တိုင်းမှာမေဃသစ္စာထိုင်နေတာမဟုတ်လို့သမုဒယသစ္စာသိနေတဲ့အတွက်ကြောင့်တရားအားထုတ်တာဘာလို့ထားလဲမေဃသစ္စာထိုက်ပြီးတော့နောက်တစ်ဖန်အကျိုးပေးလာမယ်သမုဒယသစ္စာအိုနာတိဒုက္ခဇတ်တို့သိအောင်လုပ်တာဟာတရားအားထုတ်တာဘယ်လိုပဲရှုနေနေသမုဒယသစ္စာသိဖို့အရေးကြီးတယ်ဘယ်လိုပဲရှုနေနေမေဃသစ္စာဖြစ်ဖို့အရေးကြီးတယ်ဘယ်လိုပဲရှုနေနေនិရောဓသစ္စာတရားမရဏချုပ်ငြိမ်းရနိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့အရေးကြီးတယ်ဒါကစကလုံးမှာတကယ်တော့ဘယ်လိုပဲရှုနေနေဆိုတဲ့နေရာမှာခန္ဓာရဲ့အဖြစ်အပျက်ကိုပဲဥတည်ပြီးတော့ကျေစုဆက်တာဖြစ်တယ်ဒါကြောင့်တရားအထုတ်ခြင်းဆိုတဲ့အလုပ်ဟာတမန်လူတိုင်းမလုံးနိုင်တဲ့အလုပ်မဟုတ်လို့လုံးနိုင်တဲ့အချိန်ဟာငါဟာတကယ်အဓိပတိကြတဲ့သူတယောက်ပါလားလို့ကိုယ့်ကိုဝမ်းသာသင့်ဘာဖြစ်လို့လဲဆိုတော့လူရည်တန်း9000 8000နီးပါးဖြစ်နေတဲ့လောကကြီးမှာတရားထုတ်တဲ့ပုဂ္ဂိုလ်အလုံးမတန်မှနေတယ်ခုနကပြောခဲ့တယ်ဘာလို့ထားလဲလို့မေးရင်မိမိမွေးတာနဲ့မိမိသေးတာကိုသိအောင်လုပ်တာတရားအထုတ်တာတသံတရားလုံးမှာမိမိမွေးတာလည်းမသိမိမိသေးတာလည်းမသိပဲနဲ့အထယ်မွေးအထယ်သေးတာကိုပဲသိနေတာမဟုတ်လို့တန်တရားထဲမှာမွေးတာသေးတာဟာတန်တရားလဲနေတယ်ဘာဖြစ်လို့လဲတာလဲဆိုတော့တရားအမထုတ်လို့ဘာဖြစ်လို့လဲတာလဲဆိုတော့တရားကိုသိအောင်မလုပ်လို့ပြောရအေးတမန်တရားတွေတော့သိကောင်းသိနေလိမ့်မယ်လူတဲ့အကြောင်းသီလစောင့်တည်တဲ့အကြောင်းမေတ္တာပို့တဲ့အကြောင်းတွေသိကောင်းသိနေလိမ့်မယ်သို့တော့ခန္ဓာထဲမှာအခုဖြစ်ပြီးတော့အခုပြတ်တာအထက်ပါပဲနဲ့သဘောမျှနေတ္တနေစီဝါတဘာဝအထက်ပါသဘောမျှတက်အခုဖြစ်ပြီးတော့အခုပြတ်တဲ့ပရမတ္တစစ်စစ်ရဲ့ပရမတ္တခန္ဓာလေးရဲ့ဖြစ်ခြင်းသဘောပြည့်ခြင်းသဘောကိုသိတော့ဖြစ်ခြင်းသဘောကိုသိရင်ဥစ္စေတာဒိဋ္ဌိစင်တယ်ပြတ်သွားတာပဲလို့သိလိုက်တော့ခိုင်နေမြဲတယ်ဆိုတဲ့ယူထားတဲ့တတ္တရဒိဋ္ဌိစင်တယ်ဖြစ်တာပြတ်တာအထက်ပါပဲနဲ့ပုဂ္ဂိုလ်တ attva ပါပဲနဲ့ယုံနဲ့တို့တက်ပါလင်းဟုတ်ပါလားလို့သိလိုက်တော့တက်ကာယဒိဋ္ဌိတဏ္ဍာလုံးကဆွဲထားတဲ့ဒီဒိဋ္ဌိအလုံးသိသွားတာဖြစ်ပြရှုတဲ့အတွက်ကြောင့်ကိုယ်တိုင်မြင်ကိုယ်တိုင်သိတော့ဒိုးလောဆိုတဲ့ယောက်ျားလားမိန်းမလားပုဂ္ဂိုလ်တ attva လားအသက်လားလိပ်ပြားလားအကောင်လားဝิญဉ်လားဆိုတဲ့မဆုံးဖြတ်နိုင်တော့တန်တရားဝိသိကိစ္စတွေအလုံးဟာတပါးတည်းရွက်ပြီးတော့သိတယ်အဲ့လိုသိလိုက်တာနဲ့တပြိုင်နက်သီလပရပရမာသဆိုတဲ့ခန္ဓာကိုအစွဲပြုတ်ပြီးတော့ငါစွဲလို့ယူထားတဲ့ငါလို့ထင်ထားတဲ့ပုဂ္ဂိုလ်များကအကြောင်းအရာတစ်ခုဖြစ်တိုင်းမှာမေးခြင်းဆန်းခြင်းစုံလင်စွာဖြင့်အားလုံးသောအပေါ်မှာအယူမှားပြီးတော့ကိုးကွယ်ထားတဲ့စောင့်ရှောက်ထားတဲ့အနေထားတွေအားလုံးဟာသီလပရပရမာသဒိဋ္ဌိပြုတ်သွားတယ်တည်သွားတဲ့နောက်မှာအတန်းလိုက်အကုန်လုံးပါပြီးတော့တည်သွားတယ်အဲ့ဒီချိန်အခုဆုံးဖြတ်ချက်ချနေတဲ့အချိန်မှာမဂ္ဂင်၅ပါးထိုက်တယ်သစ္စာ၄ပါးလည်းဝင်တယ်တက္ကရာသတ္တရာဥစ္စေတာတန်တရားဝိသိကိစ္စသီလပရပရမာသတွေလည်းတပါးလည်းရောပြီးတော့သေတာဖြစ်တယ်ပြီးတဲ့အခါကျတော့မိမိရဲ့ခန္ဓာရဲ့အနိစ္စဒုက္ခကိုသိတယ်အေးအနတ္တကြတော့ဘုရားပွင့်မှသိရအနိစ္စကိုသိဖို့လွယ်တယ်ဒုက္ခကိုလည်းသိဖို့လွယ်တယ်အနတ္တကြတော့ဘာလို့သိဖို့မလွယ်လဲလို့မေးရင်ငါလို့ထင်ထားတဲ့အစွဲဟာအမတန်မှကြီးတဲ့အတွက်ကြောင့်ဒါကြောင့်မလို့ပရမနိဗ္ဗာန်သောတာပန်စခန်းကိုသွားတဲ့ပုဂ္ဂိုလ်များဟာတက္ကရာဒိဋ္ဌိကိုဥစွာဖြုတ်ရအဲ့ဒါဟာမမြဲပါလားဆိုတဲ့အတ္တသဘောကိုချုပ်ပြီးတော့အနတ္တသဘောကိုစိုက်တယ်ဒါကြောင့်မလို့ဖြစ်ပြမြင်တယ်အနိစ္စမြင်တော့မာနဆင်တယ်ဒုက္ခကိုမြင်တော့တဏှာဆင်တယ်အနတ္တကိုမြင်တော့ဒိဋ္ဌိဆင်သွားတာဟာဖြစ်ပြတစ်ချက်မြင်တိုင်းမှာသာသနာတွင်သားပုဂ္ဂိုလ်တယောက်ဖြစ်ပြီလို့ဝမ်းသာရမှာ